မင်္ဂလာပါ Keystone Education Channel မှာကြိုဆိုပါရစေ။ဒီဗီဒီယိုကတော့ reflexive pronouns တွေနဲ့ဖွဲ့စည်းထားတဲ့ idioms တွေကိုလေ့လာကြဖို့ဖြစ်ပါတယ်။တချို့အဓိပ္ပာယ်တွေကတော့ရိုးရှင်းဖြောင့်စင်းပေမဲ့တချို့ကြတော့နည်းနည်းရှုပ်ထွေးရပါတယ်။ဂရုစိုက်ပြီးလေ့လာကြည့်ပါ။စကြရအောင်။ 1. Behave oneselfဆိုလိုတာကတော့ကောင်းကောင်းမွန်မွန်လေးလေးမမပြုမှုနေထိုင်တာကိုခေါ်ပါတယ်။ Example, his mother said to him, if you don't behave yourself, I will punish you. သူ့မိကလေးလေးမမမနေရင်ဒဏ်ပေးမယ်လို့ပြောပါတယ်လို့ဆိုလိုပါတယ်။ Behave oneself ကိုအမျိုးမျိုးသုံးနိုင်ကြောင်းဖော်ပြထားပါတယ်။လေ့လာကြည့်ကြပါ။ 2. See for oneselfကိုယ်တိုင်မျက်မြင်ကိုယ်တွေ့လုပ်ကြည့်ပါစမ်းကြည့်ပါလို့ဆိုလိုပါတယ်။ Example, if you think the dress is too small for you, try it on and see for yourself. အင်ကြီးကသိပ်သေးတယ်ထင်ရင်ဝတ်ကြည့်ပြီးကိုယ်တိုင်ကြည့်ကြည့်ပါလို့ဆိုလိုတာပါ။ 2. Beside oneself စိတ်လှုပ်ရှားလွန်းလို့စိတ်မထိန်နိုင်ဖြစ်သွားတာကိုဆိုလိုတာပါ။ Example, when another driver bumped into her car, she was beside herself and shouted angrily at him. သူ့ကားကိုတခြားကားကစောင့်မိတဲ့အခါမှာစိတ်မထိန်နိုင်ဖြစ်ပြီးရင်မောင်းကိုအော်လိုက်တယ်လို့ဆိုလိုပါတယ်။ 4. Be oneself ကိုယ်ပင်ကိုယ်သဘာဝအတိုင်းနေပြီးတော့ဟန်ကြီးပန်ကြီးလုပ်မပြနဲ့လို့ဆိုလိုပါတယ်။ Example, when you meet some people for the first time, just be yourself and try not to impress them. တချို့လူတွေကိုပထမဆုံးနေ့စတွေ့တဲ့အခါမှာဟန်လုပ်ပြမနေဘဲနဲ့သဘာဝအတိုင်းနေပါလို့ဆိုလိုတာပါ။ 5. Be sure of oneself ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတယ်လို့ဆိုလိုပါတယ်။ He was sure of himself that he would be accepted to the university. Example ကတော့သူကတက္ကသိုလ်ဝင်ခွင့်ရမယ်လို့သူ့ကိုယ်သူယုံကြည်တယ်လို့ဆိုလိုပါတယ်။ 6. By oneself အဓိပ္ပာယ်2မျိုးရပါတယ်။အဖို့မရှိတကူတယ်လို့လည်းပြောလို့ရပါတယ်။နောက်တစ်မျိုးကအကူအညီမပါပဲကိုယ်တိုင်ဆိုတဲ့အဓိပ္ပာယ်မျိုးပါ။ Example, the old man lives by himself in a tiny house. အဖိုးကြီးကအိမ်ငယ်လေးထဲမှာတယောက်တည်းနေထိုင်တယ်လို့ဆိုလိုပါတယ်။နောက်တစ်ခုကတော့ the baby can now walk by himself without a stroller. ကလေးလေးကလမ်းလျှောက်လှည်းလေးမပါပဲသူ့ကိုယ်သူလမ်းလျှောက်နိုင်ပြီလို့ဆိုလိုပါတယ်။ 7. Help yourself ကိုယ်ထူကိုယ်ထလို့အဓိပ္ပာယ်ရသလိုကိုယ်တိုင်ယူဆတယ်လို့လည်းပြောနိုင်ပါတယ်။ Example, the hostess is too busy to serve, so please help yourself. အင်းရှင်အမျိုးသမီးကအလုပ်များနေလို့ဧည့်သည်တွေကိုယ်တိုင်ယူစားကြပါလို့သုံးလို့လည်းရပါတယ်။ 8. Prove oneself ကိုယ်မှာအစွမ်းအစရှိကြောင်းကိုပြတာလို့ဆိုလိုပါတယ်။ Example, you must prove yourself in the workplace that they cannot do without you. ကိုယ့်ရဲ့အလုပ်ဌာနမှာကိုယ်မရှိရင်မဖြစ်တော့အစွမ်းအစပြနိုင်ရမယ်လို့ဆိုလိုပါတယ်။ 9. Apply yourself အောင်မြင်ဖို့အတွက်ကြိုးစားရတာကိုပြောတာပါ။ Example, if you don't apply yourself well, you won't finish high school. မကြိုးစားရင်တော့အထက်တန်းကျောင်းအောင်မြင်နိုင်မှာမဟုတ်ဘူးလို့ဆိုလိုပါတယ်။ 10. Lose oneself အာယုံဝင်စားနေတယ်စူးစိုက်နေတယ်လို့ဆိုလိုတာပါ။ Example, the children of today lose themselves in playing video games but are not interested in sports. ကိုယ့်ကလေးတွေဟာ video games တွေမှာအာယုံနှစ်ထားပြီးတော့အားကစားကြတော့စိတ်ဝင်စားကြဘူးလို့ဆိုလိုတာပါ။ဒီတစ်ပတ်တော့ဒီလောက်ပါပဲ။ကြည့်ရှုလေ့လာပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်။